တခါတရံကြတော့တခါမှမမြင်ဘူးတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေတွေ့လိုက်တာနဲ့ခင်မင်သွားတဲ့ပုဂ္ဂိုလ်မျိုးတွေရှိတယ်နော်ဒါအကြောင်းပဲဖြစ်တာမဟုတ်ဘူးတခါတလေကိုယ်နဲ့လည်းတခါမှမတွေ့ဘူးတွေ့ချင်းအဲ့ဒီပုဂ္ဂိုလ်ခင်သွားတယ်စိတ်ကနော်ကိုယ်စဉ်းစားကြည့်ကိုကြုံဘူးလားမကြုံဘူးလားကိုယ့်ဟာကိုကြည့်နော်လူတကာနှုတ်ခမ်းဆူနေတော့ဖြစ်မှာမဟုတ်ဘူးပေါ့တချို့ကြတော့ရှိရင်သူ့ဘာသူနေတာပဲကိုယ်နဲ့လည်းဘာမှမဆိုင်ဘူးမြင်တာနဲ့အမြင်ကတ်တဲ့ပုဂ္ဂိုလ်လည်းရှိတယ်နော်မြင်လိုက်တာနဲ့အမြင်ကတ်နေတဲ့ပုဂ္ဂိုလ်လည်းရှိတယ်အဲ့ဒါတွေဟာရှုပ်ဝက်တဲ့အတိတ်အကြောင်းအရာတွေရှိနေတယ်ဆိုတာကိုသတိထားဖို့သူ့ဟာသူဖြစ်တာမဟုတ်ဘူးနော်မသိစိတ်ကဆိုတာဆိုလေပြောမယ်ဆိုရင်ခုခေတ်စကားနဲ့ပြောမသိစိတ်ကလှုံ့ဆော်ပေးနေတာခါတလေအလိုလိုမုန်းအဲ့လူမြင်တာနဲ့မုန်းအဲ့ဒါအတိတ်ကတန်လျာကအမုန်းတွေကလည်းပါလာတတ်တယ်တန်လျာကမေတ္တာတွေကလည်းပါလာတတ်တယ်ဒါကြောင့်မို့တုံးနဲ့တူခင်နဲ့မင်းနဲ့ဆိုတဲ့နေရာမှာပုပ္ပေဝတန်လိဝသေနပစ္စုပ္ပန္နဟိတေနဝါဆိုတဲ့ရသော်ဘုရားကအကြောင်းတစ်ခုရှားပြထားတယ်အတိတ်တုန်းကတူတူနေခဲ့တယ်ခင်ခင်မင်းမင်းနေခဲ့တဲ့ပုဂ္ဂိုလ်တွေဟာဒီဘဝမှာမြင်လိုက်တာနဲ့ခင်မင်းနဲ့နော်ပစ္စုပ္ပန္နဟိတတူနဲ့တူကူညီဘူးတယ်လက်ရှိဘဝမှာမေတ္တာတဝင်ခုခေတ်မှာအသစ်ဖြစ်တယ်ဆိုလို့ရှိရင်လေခင်မင်မှုတွေဖြစ်တယ်အဲ့ဒါလိုပဲအတိတ်ဘဝတုန်းကယံဖြစ်ခဲ့ဘူးတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာလေဒီဘဝလည်းပဲယံညိုးဖြစ်နေတာမြတ်စွာဘုရားနဲ့ဒေဝရတ်ပဲကြည့်ဒေဝရတ်ရဲ့စိတ်ထဲမှာမြတ်စွာဘုရားပေါ်မှာကြည့်မရအောင်အလိုလိုမုန်းနေတာတန်တရားကအမုန်းလို့ခေါ်တယ်မြတ်စွာဘုရားကတော့ငကိုယ်တည်းကသူ့ကိုတီးခံတယ်ခွင့်လွတ်တယ်တီးခံခွင့်လွတ်ထားသည့်အတွက်ကြောင့်မြတ်စွာဘုရားကတော့ဒေဝရတ်ကိုမုန်းတယ်ဆိုစိတ်မရှိလို့ပဲသင်္ကန်းတွေပဲဝတ်ပေးထားတာပဲလေသူ့နှမတောင်ယူထားလိုက်သေးတာပဲမုန်းလို့တော့မဟုတ်တော့ဘူးเนาะအဲ့တော့ဒေဝရတ်ကသာတစ်ဖက်သက်မုန်းနေတာပါနောက်ဆုံးကြမှာအမုန်းဟာဖြေလျော့ပြီးတော့နောက်ဆုံးမှာမြေမြူတဲ့အချိန်ကျမှမြတ်စွာဘုရားကိုကြော့သွားပြီးတော့အမုန်းနေခြေသွားအမျက်တော်ဖြေစွာအဲ့ဒီမှာပဲပေါ့နော်သူရဲ့အမျက်ဒေါသတွေကအဲ့ဒီအချိန်မှာအမုန်းနေကုံဆုံးသွားတန်တရားကအမုန်းဆိုတာအလွန်ကြောက်စရာကောင်းတယ်